ရှိတုန်းကတရုတ်နိုင်ငံကူမင်းပြည်နယ်မှာရှိတဲ့ရွာကလေးတစ်ရွာမှာအဖိုးကြီးလင်မယားနဲ့အောင်နေထိုင်ကြတဲ့။သူတို့လင်မယားဟာပေါင်းတင်လာတာနှစ်40လောက်ရှိပေမဲ့သားသမီးတယောက်မှမထွန်းကားကြဘူး။သူတို့ဟာကလေးတယောက်လောက်ဖြစ်ဖြစ်လူချင်းနေကြတယ်။နေ့စဉ်နေ့တိုင်းသူတို့ရဲ့မိုးနဲ့မင်းကြီးစီမှာကလေးရဖို့ဆူတောင်းကြတဲ့။ဒီလိုနဲ့တနေ့မှာတော့ဖွားကြီးမှာသူ့မှာကိုဝင်ရှိလာတယ်လို့ထင်လိုက်တယ်။ဖိုးလေးမယားလည်းအလွန်ပျော်ရွှင်သွားကြတာပေါ့။အဖွားရဲ့ကိုဝင်ဟာတဖြည်းဖြည်းရင်လာပြီးတနေ့ကျော်သည့်အထိကလေးမဖွားသေးဘူး။နှစ်နှစ်ကြာတော့လည်းမမွေးပြန်သေးဘူး။အိမ်ကြီးချင်းတွေဟာကိုဝင်ဆောင်အဖွားကြီးကိုဒီလိုသမီးရိုးချဖြစ်စဉ်မဟုတ်တဲ့ကိုဝင်ဟာလူသားစင်စစ်မဖြစ်နိုင်ဘူး။တကူရှိတဲ့နတ်ဝင်စားတာပဲဖြစ်မယ်လို့ဝိုင်းပြီးပြောကြတဲ့။အဲ့ဒီလိုပြောရင်းဆိုရင်းနဲ့3နှစ်မြောက်ချိန်ကာလကိုရောက်တဲ့အခါမှာတော့အဖွားကြီးဟာတားယောက်ျားလေးတယောက်မွေးဖွားပါလေရောဖိုးလင်မယားဟာအသက်ကြီးမှကလေးရလိုက်တော့ဝမ်းသာပျော်ရွှင်လွန်းလို့မျက်ရည်များတောင်ကျမိရှာတယ်ဒါပေမဲ့သူတို့အဖို့ကံမကောင်းခြင်းတော့ကလေးမွေးဖွားတဲ့အချိန်မှာသူတို့ဒေတာဟာမိုးခေါင်ရေရှားဖြစ်နေတဲ့အတွက်ထင်သလောက်မပျော်ရွှင်နိုင်ကြဘူးဖြစ်နေတာပေါ့ဖိုးကမွေးလာတဲ့သားငယ်လေးကိုကန်ဟန်လို့အမည်ပေးထားတဲ့ကန်ဆိုတဲ့အဓိပ္ပာယ်ကတော့မိုးခေါင်ရေရှားကာလလို့အဓိပ္ပာယ်ရတယ်ကန်လေးဟာ2လသားရွယ်မှာပဲလဲရှောင်းနိုင်ပြီး3လသားရွယ်မှာတော့စကားပြောတတ်နေပြီလေသူဟာမိုးနှမင်းရဲ့သားတော်တစ်ပါးဝင်စားတာကြောင့်ပဲဖြစ်ပါတယ်သူ6လသားရွယ်ရောက်တဲ့အခါမှာတော့အိမ်အလုပ်တွေကိုကုညီလုပ်ကင်ပေးတဲ့အဖိုးကြီးဖွားကြီးလင်မယားနှစ်ယောက်ကိုလည်းပြုစုဆောင်ရှောက်တယ်နှစ်သားရွယ်ရောက်တဲ့အခါမှာတော့သူဟာအရွယ်ရောက်ယောက်ျားအသွင်ဖြစ်လာတယ်အဲ့ဒီချိန်ထိသူတို့ရဲ့ရွာမှာမိုးခေါင်ရေရှားဖြစ်နေတော့မယ်မိုးမေရရေမရှိတာကြောင့်ကောက်ပဲတီးနှံတွေမဆိုင်ပြိုးနိုင်ကြဘူးပေါ့သူတို့ဟာတစ်ခေါက်တစ်ဖူတွေကိုစားသုံးပြီးအသက်ရှင်နေကြရတယ်ဒီနေ့မှာတော့ကန်လေးဟာဒီเจ้าရာတွေကိုစဉ်းစားတွေးတောနေမိပြီးသူ့အမေကိုမေးလိုက်တဲ့